สวัสดีครับสวัสดีทุกคนครับมင်္ဂလာပါเนาะကျွန်တော်တို့မဲဆောက်မှာဒီနမိတ်လက္ခဏာညเนาะဒီ January 23 24 25ရက်နေ့မှာလို့သွားမှာဖြစ်ပါတယ်အဲ့ဒီအစိမ်းစဲကကျွန်တော်တို့ဘာလဲဟိုဒီထိုင်ဘက်ကတရုတ်ဆောင်တွေကရင်တရုတ်ဆောင်တွေမြန်မာတရုတ်ဆောင်တွေလည်းပါဝင်မယ်เนาะပြီးတော့လည်းဒီ၃ညစလုံးမှာနမိတ်လက္ခဏာဘာလဲဟိုကောင်းကောင်းကြီးတွေ့ရမယ်ဆိုတာကျွန်တော်တို့သိပါတယ်เนาะကျွန်တော်တို့မဲ့ဆောက်မှာရှိတဲ့ခရီးအသင်းတော်တွေစုစုပေါင်းအသင်းတော်ယာတဲ့ယာလောက်ဘာလဲဟိုနီးပါပြီးရှိတယ်ဝိုင်းဝပြီးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဖိတ်ခေါ်ပါတယ်23 24 25နှစ်မှာเนาะပြီးတော့ကျွန်တော်တို့နေရာမှာကုန်ကြငွေဘာမှမရှိပါဘူးเนาะကားလို့ရလဲကျွန်တော်တို့ကြိုပို့လဲလုပ်ပါတယ်เนาะရွာမှာရှိတဲ့နီးကားတဲ့အသေးတော်နဲ့ဘာလို့သွားမီလို့ရပါတယ်ဒီမှာလာပါเนาะကျေးဇူးတင်ပါတယ်ဖိတ်ခေါ်ပါတယ် Everyone Thailand ข่าวดีเพื่อทุกคน